လာပါဒီနေ့မှာ Scoria project ကို backup ဆွဲနေနဲ့ restore လုပ်နေရှင်းပြမယ်ဖြစ်ပါတယ်ကျွန်တော်ဒီပထမဆုံးနေဒီအပေါ်ဒီ off video ဆိုရက်ဒါလေးကျွန်တော် backup ဆွဲပြမယ်ကျွန်တော်ဒီတဲ့ချက်ပေါင်းလေးနဲ့ကိုတော့ manage လေးချစ်ပြီးတော့ backup ဆွဲနေလိုက်ပါတော်တော် restore စစ်ကိုဒီမှာထောက်သွားပါလိမ့်မယ်ပုံမှန် restore project ဆိုဒီမှာကျွန်တော် project ကိုပြန်ယူလိုက်ပါဒီမှာပုံမှန်ပြန် restore လုပ်တော့တွေ့ရပါပါဒီ file ကိုချင်းချင်းမျှဝေနေမှာအသုံးပြုလို့ရပါတယ်ဘယ်ထဲမှာရှိလဲဆိုတော့ကျွန်တော်Scoria ဆိုတဲ့ folder ထဲမှာရှိပါတယ်ကျွန်တော်ဒီ Scoria ဆိုတဲ့ folder ထဲမှာ packet ထဲမှာရှိပါတယ်ကျွန်တော်ဒီ project ကိုကျွန်တော်တရားမျှဝေပြီးသုံးလို့ရပါတယ်ခြား folder ခြား packet ဆွဲထားတဲ့ set file တွေဆိုလို့ရှိရင်လည်းဒီထဲကိုထည့်ပြီးတော့ဖြစ်ဖြစ်ဒါမှမဟုတ် set file တွေကို select မှပြီးတော့ဖြစ်ဖြစ်သုံးလို့ရပါတယ်အဲဆိုတော့ဒီဗီဒီယိုလေးကြည့်ပြီးတော့ backup ဆွဲနေနဲ့ restore လုပ်နေသိသွားလာပြီလို့ထင်ပါတယ်